ကိုတော့ဒီနေ့မှာတော့တရေချုပ်ပွဲတော်တရေချုပ်ပွဲတော်ရဲ့တရေချုပ်ပွဲတော်ရဲ့ရွက်တပင်တောင်တော်ရဲ့လီဘွေးရဲ့တက်ပြတ်တယ်ပေါ့နော်အစကူမကလာတော့โอเคပါနော်ဒီနေ့မှာရွက်တပင်တောင်တော်ရဲ့ရွက်တပင်တောင်တော် ID လေးရဲ့တရေချုပ် ID လေးရဲ့ဒီခွေး ID လေးကိုပြောပြသွားမယ်ဒီစိတ်လူလည်းပြောလို့ရပါတယ်ပေါ့နော်ဒီစကူကလည်းတက်လာတယ်ဒီမှာဆောက်ကျင်တို့ဇွဲကပေတောင်တော်တော့ပေါ့နော်ဇွဲကပေတောင်တော်အာဒီလေးကတော့
တယ်ပေါ့